ဒီကောင်လေးဟာသူ့ရေးစားရဲ့ကန့်ကွက်မှုကိုလုံးဝအယုံမဆိုင်ပဲသူတို့စုဆောင်းထားတဲ့တောက်ရည်အားလုံးကိုသုံးပြီးအေးအေးဆေးဆေးရေချိုးနေခဲ့တယ်အဲ့ဒီအချိန်မှာအပြင်လောကမှာတော့အပူချိန်မြင့်တက်နေပြီးရေတငုံတောက်ရတာတောင်စင်ခံပစ္စည်းတစ်ခုလိုဖြစ်နေခဲ့တယ်ရေချိုးကန်ထဲမှာစင်ကြကြစိန်နေတဲ့သူကိုကြည့်ပြီးရေးစားဖြစ်သူကနားမလည်နိုင်လောက်အောင်အန်အောနေခဲ့တယ်ဒါပေမဲ့ကောင်လေးကတော့ဘာမှဂရုမစိုက်ခဲ့ဘူးဘာကြောင့်လဲဆိုတော့သူဟာအတိတ်ဘဝမှာကဘာပြက်ကတ်ကိုကိုယ်တိုင်ကြုံတွေ့ခဲ့ဘူးလို့ပဲအဲ့ဒီအချိန်တုန်းကမိုးသည်အထန်စွာရွာသွန်းခဲ့ပြီးနောက်ပိုင်းမှာအပူလိုင်းကြီးတွေကြားရောက်လာသလိုဇွန်ဘီတွေပါကဘာအနှံ့ပြန့်နှံ့သွားခဲ့တယ်နောက်ဆုံးမှာသူဟာဇွန်ဘီတွေဝိုင်းထားတာကိုခံခဲ့ရပြီးလွန်မြောက်ဖို့နေလည်းမရှိတော့တဲ့အချိန်မှာရှုပ်ဝက်ဆန်းကျဲတဲ့စွမ်းအားတစ်ခုကသူ့ကိုကဘာပြက်မတိုင်ခင်တရက်အလိုကိုပြန်ပို့ပေးခဲ့တယ်ဒီတစ်ချိန်မှာတော့သူဟာအရင်ဘဝကအမားတွေကိုမထက်မလို့တော့ပဲကပ်ပေးကြီးကိုကြိုတင်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တယ်ကဘာပြက်ကတ်စတင်လာတဲ့အခါအသက်ရှင်နိုင်ဖို့အတွက်သူဟာမျိုးတဲကခန်းနာဆုံးဟိုတယ်တွားခဲ့တယ်စုဆောင်းထားတဲ့ငွေရဲတဝက်ကိုသုံးပြီးအပေါ်ဆုံးထက်ကတမရအခန်းကိုငှားရမ်းလိုက်တယ်ဒါပေမဲ့ဟိုတယ်ကဝန်ထမ်းမင်းကလေးဟာသူ့ကိုအရင်ကဆင်းရဲတယ်ဆိုပြီးစွန့်ပစ်သွားခဲ့တဲ့အရင်ရဲစားဖြစ်နေခဲ့တယ်ကောင်လေးကစင်ခန့်ခန်းကိုငှားကျင်နေဆိုတာမြင်တော့သူမကက်လောင်ပြောင်ပြီးတကယ်ငှားနိုင်ရလားလို့မေးခဲ့တယ်ဒါပေမဲ့ငွေပေးချေတဲ့ကက်ဆက်ကအတီးပြုတ်တန်ထွက်လာတဲ့အချိန်မှာတော့သူမရဲ့မျက်နှာဟာချက်ချင်းပဲပြတ်သွားခဲ့တယ်ကောင်လေးဘယ်လိုလုပ်ပြီးရုတ်တရက်ဒီလောက်ချမ်းသာလာတာလဲဆိုတာသူမနားမလည်နိုင်ခဲ့ဘူးဟိုတယ်ကထွက်လာပြီးနောက်ကောင်လေးဟာလက်ကားကိုတောင်ကြီးတစ်ခုစီသွားခဲ့ကကြံတဲ့ငွေအားလုံးဒီပါကိုအသုံးပြုပြီးအစားတောက်ရည်နဲ့လိုအပ်တဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုအများကြီးဝယ်ယူခဲ့တယ်ပစ္စည်းတွေအားလုံးကိုဟိုတယ်ထဲတည်လာပြီးမကြခင်မှာပဲမိုးတိတ်ထန်စွာစတင်ရွာသွန်းလာခဲ့တယ်မိုးဟာခုနှစ်ရက်နဲ့ခုနှစ်ညစတက်ရွာသွန်းခဲ့ပြီးမြို့တစ်မြို့လုံးရေကြီးနှမြုပ်သွားခဲ့တဲ့အစာငတ်ပြီးအားနေနေတဲ့အရင်ရဲစားကသူ့အခန်းတကားရှိကိုရောက်လာပြီးအထဲဝင်ခွင့်ပေးဖို့တောင်းပန်ခဲ့တယ်ဒါပေမဲ့ကောင်လေးကလုံးဝတနာမနေခဲ့ဘူးသူကအခန်းထဲမှာအတင်းစားခောက်ဆွဲချောက်စားရင်းရေခဲဆိုတာတောင်းနေခဲ့ပေမဲ့သူမကတော့ဘာမှမပေးခဲ့ဘူးနောက်ဆုံးမှာမိုးရွာတာရက်သွားတဲ့အခါလူများကကပ်ပေးပြီးသွားပြီလို့ထင်ခဲ့ကြတယ်ဒါပေမဲ့သူတို့မသိတာကပိုပြီးကြောက်စရာကောင်းတဲ့အပူလိုင်းကြီးကစတင်လာတော့မယ်ဆိုတာပဲအရင်ရဲစားကစင်ကြံထဲမှာအပူတန်ကိုမခံနိုင်ပဲဒုက္ခရောက်နေချိန်မှာကောင်လေးကတော့အေးဆက်နေတဲ့အခန်းထဲမှာတက်တောင့်တက်တာနေထိုင်နေခဲ့တယ်အဲ့ဒီညမှာပဲနောက်တနေ့မနက်9 နာရီမှာကြားရောက်မဲ့ထောက်ပံ့ရေးပစ္စည်းပုံးတွေကိုတွားယူဖို့ဆုံးဖြတ်လိုက်တဲ့ဟိုတယ်ကထွက်ခါနီးမှာအရင်ရဲစားကသူ့ပေါင်းဘီကိုအားမရှိတော့တဲ့လက်နဲ့ဆွဲထားပြီးရေတငုံလောက်တောင်းပန်ခဲ့တယ်ဒါပေမဲ့ကောင်လေးကအေးဆက်စွာညှင်းပယ်လိုက်ပြီးထောက်ပံ့ရေးပစ္စည်းကြားရောက်မဲ့အားကစားကွင်းစီတွားခဲ့တယ်အဲ့ဒီနေရာမှာဘေးကင်းတဲ့နေရာတစ်ခုရှာပြီးစောင့်နေစဉ်ရုတ်တရက်ကောင်းကင်ကြီးအကွဲသွားပြီးအကွဲကြောင်းထဲကနေဇွန်ဘီအုပ်ကြီးထွက်လာခဲ့တဲ့ခဏအတွင်းမှာပဲလူတွေရဲ့အော်ဟစ်တန်တွေနေရာအနှံ့ပြန့်နှံ့သွားခဲ့တယ်ဒါပေမဲ့ကောင်လေးကဘဝကရရှိခဲ့တဲ့တိုက်ခိုက်ရေးအတွေ့အကြုံတွေကြောင့်ဇွန်ဘီတွေကိုအလွယ်တကူတုတ်တင်ရှင်းလင်းနိုင်ခဲ့တယ်ထောက်ပံ့ရေးပစ္စည်းတွေရယူပြီးပြန်ထွက်လာချိန်မှာတော့ဇွန်ဘီတွေလိုက်နေတဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်ရတယ်သူမကိုမြင်လိုက်တာနဲ့ချက်ချင်းမှတ်မိသွားခဲ့တယ်အရင်ဘဝတုန်းကသူ့အသက်ကိုကယ်တင်ပေးခဲ့တဲ့မိန်းကလေးဖြစ်နေတာပါကောင်လေးကချက်ချင်းဝင်ခဲ့ပြီးဇွန်ဘီကိုကန်ထုတ်လိုက်တယ်မိန်းကလေးကလည်းရှိသမျှခွန်အားတွေကိုအသုံးပြုပြီးဇွန်ဘီကိုအဆုံးသတ်နိုင်ခဲ့တယ်ဒီမြင်ကွင်းကြောင့်ကောင်လေးအရန်သဘောကျပြီးသူမကိုသူနဲ့အတူဟိုတယ်ကိုပြန်ခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်ဟိုတယ်ရောက်ပြီးအခန်းထဲမှာစုဆောင်းထားတဲ့အစားတောင်းနဲ့ထောက်ပံ့ရေးပစ္စည်းတောင်ပုံကြီးကိုမြင်လိုက်ရတဲ့အခါမိန်းကလေးကအံ့အားသင့်သွားပြီးတံတွေးတောင်ယိုကျလိုနီးပါးဖြစ်သွားပါတော့တယ်